မီးလောင်နေတဲ့အိမ်ထဲကိုကြောင်တကောင်၅ချိန်ပြန်ဝင်ခဲ့တာဘာကြောင့်လဲ2009ခုနှစ်အမေရိကန်နိုင်ငံကမီးလောင်မှုတစ်ခုမှာလူတွေအားလုံးထွက်ပြေးနိုင်ခဲ့ပေမဲ့ကြောင်လေးတစ်ကောင်ပျောက်နေခဲ့တယ်မီးကအရန်ပြင်းနေပြီးဘယ်သူမှပြန်မဝင်ရဲကြဘူးဒါပေမဲ့မကြခင်မှာလူတွေအံ့အားသင့်သွားစေမယ့်အရာတစ်ခုဖြစ်လာတယ်ကြောင်လေးကမီးထဲကိုပြန်ဝင်သွားတယ်မိနစ်အနည်းငယ်အကြာမှာကလေးကြောင်တစ်ကောင်ကိုပါးစပ်နဲ့ကိုက်ပြီးပြန်ထွက်လာတယ်ဒါပေမဲ့အဲ့ဒါကအဆုံးမဟုတ်ဘူးသူထပ်ပြီးပြန်ဝင်သွားတယ်တစ်ခါနှစ်ခါသုံးခါစုစုပေါင်း၅ကြိမ်သူ့ခန္ဓာကိုယ်မီးလောင်နေတော့လဲသူမရက်ဘူးနောက်ဆုံးကလေးကြောင်ကိုကယ်ပြီးရဲ့အချိန်မှာတော့သူ့ကလေးတွေကိုဖတ်ထားပြီးအနားမှာလဲကျသွားခဲ့တယ်ဒီဇလန်းကတင်ပေးတာတစ်ခုတည်းပဲတရိတ်ဆန်တော်မိသားစုအတွက်အသက်ကိုယ်တောင်ပေးနိုင်တဲ့ဒီဗီဒီယိုကြည့်ပြီးမင်းမိသားစုကိုသတိရသွားရင် share လုပ်လိုက်ပါ